language learner တော်တော်များများမှာဒီအမားလေးတွေကိုတွေ့ရတယ်ဒီစိတ်တောက်မယ်လို့ပြောချင်တဲ့ချိန်ကျရင် I will drink medicine တကယ်တမ်းမှန်ကန်တဲ့သုံးနှုန်းက I will take medicine and ပြီးရင်ကျောင်းကိုရောက်ပြီလို့ပြောချင်တယ်ဆိုရင် I arrived to school လို့သုံးကြတယ်တကယ်တမ်းပြောရမှာက I arrived at school ပေါ့ဒီလိုမျိုးissue လေးတွေက learner တော်တော်များများမှာတွေ့ရတယ်ဒါဟာဘာကြောင့်လဲဆိုတော့ပထမ reason တစ်ခုကဒီမြန်မာလိုတွေးပြီးတော့ English လို့translate လုပ်တာကြောင့်မလို့ဖြစ်တယ် and ဒုတိယတစ်ခုကကျတော့ဒါ vocabulary အသုံးအနှုန်းလေးတွေကအများကြီးမကြွယ်သေးတာပေါ့စကားလုံးအသုံးအနှုန်းထားပါတော့အဓိပ္ပာယ်တစ်ခုမှတ်ထားတယ်ဆိုရင်မြန်မာလိုအဓိပ္ပာယ်တစ်လုံးဆိုမြန်မာလိုဒီပြောချင်တိုင်းဒီစကားလုံးကိုပဲသုံးရမယ်ဆိုပြီးသူတို့ vocabulary အများကြီးမသိသေးတာပေါ့ and နောက်တစ်ခုကကျတော့ဒီစကားလုံးတွေလေ့လာခြင်းကြရင်ဒီစကားလုံးတစ်လုံးချင်းစီပဲလေ့လာတာစကားစု like လေးphrases like လေးတွေသူလေ့လာတာမျိုးမရှိတာကြောင့်ဒီလိုအမှားမျိုးတွေဖြစ်ရခြင်းဖြစ်ပါတယ်ဥပမာပြောရရင်တောက်တယ်ဆိုတဲ့စကားလုံးမှာပဲdrink water drink a cup of water ဆိုတာလည်းရှိသလိုနောက်တစ်မျိုးဆေးတောက်တယ်လို့ပြောခြင်းလဲ take medicine and ပြီးရင်coffee တောက်တယ်ဆိုရင်လည်း have coffee and ပြီးရင်ဒီ juice တွေဘာတွေတောက်တယ်လို့ပြောချင်တယ်ဆိုရင်လည်း get some juice ဒီလိုမျိုးလေးတွေပေါ့တောက်တယ်ဆိုတဲ့စကားလုံးမှာ drink လည်းရှိသလို have လည်းရှိသလို take လည်းရှိသလိုနောက်တစ်ခုရှိတယ် get လည်းရှိတယ်ဆိုတော့ဒီလိုမျိုးအများကြီးရှိတယ်ဆိုတော့ဒီလိုမျိုးပြဿနာတွေကိုဘယ်သူတွေတော်တော်များများကြုံရလဲဆိုရင်ဒါကိုယ့်အနေကိုဒီစကားလုံးလေးတွေကိုပဲကြက်ပြီးတော့ self learning လုပ်တဲ့ learner တွေမှာတော်တော်များများတွေ့ရတယ် and ပြီးရင်ဒီ grammar translation method ကိုသုံးပြီးတော့ဒီ language ကိုလေ့လာတဲ့ကျောင်းသားတွေမှာတော်တော်များများတွေ့ရတယ် and ပြီးရင်language တစ်ခုကိုစပြီးလေ့လာနေတဲ့ပေါ့ beginner level lower intermediate level learner လေးတွေမှာလည်းဒါ vocabulary အများကြီးမရှိသေးတော့ဒီပြဿနာတွေကြုံရတယ် and ပြီးရင်အခုကိုကမြန်မာပြည်လိုမျိုးဒေသကနိုင်ငံမှာနေပြီးတော့တခြား foreign language ကို English ကိုလေ့လာနေတဲ့ကျောင်းသားတွေအနေနဲ့ကိုယ့်ဘေးနားမှာဒီလိုမျိုးအဲ့ဒီ language ကိုသုံးနေတယ်သုံးလေ့သိပ်မရှိဘူးဒါပေမဲ့ကိုယ်အဲ့ဟာကိုလေ့လာနေတယ်ဒီလိုမျိုး learner တွေကဆိုရင်ဒီလိုမျိုးကြုံရတယ်ဆိုတော့ဒါတွေကိုတို့တွေဘယ်လိုဖြေရှင်းလို့ရလဲဆိုရင်ပထမနည်းလမ်းကကျတော့လေ့လာတဲ့စကားလုံးတွေကိုလေ့လာတဲ့အချိန်ကျရင်စကားလုံးတစ်လုံးချင်းစီမလေ့လာဘဲနဲ့ဒီ group like လေးကိုလေ့လာပါ example take ဆိုရင် take ပဲမသုံးဘဲနဲ့ take medicine and ပြီးရင်ရေဆိုရင်လည်းရေပဲမလေ့လာဘဲနဲ့ a cup of water a bottle of water and အဲ့လိုမျိုးလေးကိုလေ့လာပါ coffee ဆိုရင်လည်း coffee တောက်တယ် have coffee coffee တစ်ခွက် a cup of coffee ဒီလိုမျိုးလေးစကားစုလေးတွေကိုတစ်ခါတည်းလေ့လာတာမျိုးလုပ်ပါ and နောက်တစ်ခုကကျတော့ဒီ learning လုပ်တဲ့အချိန်ကျရင် vocabulary တွေကို learning လုပ်တဲ့အချိန်ကျရင် situational English ဆိုတာရှိတယ် coffee ဆိုင်သွားရင်ဘယ်လိုမျိုးသုံးရလဲclinic ဆေးခန်းတွေသွားရင် or at a party မှာသွားရင်ဘယ်လိုစကားစုလေးတွေသုံးရလဲရှိတယ်ဒီလိုမျိုး situational English လေးတွေကို phrase like လေးလေ့လာပါ and နောက်ဆုံးတစ်ခုကကျတော့ shadowing လို့ခေါ်တယ် shadowing ဆိုတာကကျတော့ဒီ real conversation တွေပေါ့ native speaker တွေရဲ့ real conversation တွေကိုနားထောင်ပြီးတော့နောက်ကနေလိုက်ပြောတာမျိုးများများလုပ်ပါဆိုတော့ဒီလိုမျိုး real conversation တွေကိုဘယ်မှာနားထောင်လို့ရလဲဆိုရင်ဒီ talk English ဆိုတဲ့ website မှာသွားပြီးတော့ဒီမှာကျတော့ pattern လေးတွေပေးထားတယ် video လေးတွေလည်းvideo yes video လေးရှိပါတယ်ဒီမှာ pattern လေးတွေကိုကြည့်ပြီးတော့သူက speaking pattern လေးတွေပေးထားတယ်ဆို pattern လေးတွေလိုက်ကိုလေ့လာလို့ရတယ် and ပြီးရင်နောက်တစ်ခုကကျတော့ဒီ ELLO ဆိုတဲ့ဒီ website မှာဆိုရင်လည်းဒါ 1 minute စာ video လေးတွေသူပေးထားတယ်အဲ့ဒီA1 ကနေ C1 level အထိရှိတယ်ဆိုတော့ဒီမှာvideo တွေလုံးဝ beginner ကနေ advanced learner level ရောက်တဲ့အထိသူကနေမှအများကြီး resources တွေ video လေးတွေပေးထားတဲ့အတွက်ကြောင့်ဒီရဲ့ conversation လေးတွေကိုနားထောင်ပြီးတော့ကိုယ့်ရဲ့ language learning ကိုလုပ်လို့ရတယ်ဆိုတော့မြန်မာလိုပဲစဉ်းစားပြီး English လို့ပြောတဲ့အခါမှာဆိုရင်တကယ် English စာလုပ်တဲ့အချိန်နဲ့ဒါကြီးကဘာသာလို့ရင်ထူးဆန်းနေအမှန်တိုင်းပြောရင်လေဒါကြောင့်မလို့learning မထူးအားစိုက်ပြီးအချိန်ပေးပြီးရင်လည်းenergy တွေကို energy ပေးပြီး learning လုပ်မယ်ဆိုရင်မှန်မှန်ကန်ကန်ဒီလိုမျိုး method လေးတွေ learning လုပ်ပါလို့တိုက်တွန်းလိုပါတယ် thank you so much for watching I will see you in the next video bye bye